မနာမည်ကတော့မယူလေးပါအမအခုမင်္ဂလာတော်နီလာမှာနီလာမတိုင်နာမှာအမတော့ဒီရွှေရေးပိုက်နဲ့ပိုက်ဆက်ပစ္စည်းကုန်ပါဆိုင်လေးပေါ့အားဖွင့်လာပါတယ်အမဖွင့်လာတဲ့တတန်းကတော့9နှစ်လောက်ရှိပါပြီဒီဆိုင်မဖွင့်ခင်တော့အမကတော့စဝိုင်းကုန်းမှာတော့ဝန်ထမ်းပေါ့ရောင်းစေးမှဝန်ထမ်းပေါ့လောက်တာနည်းနည်းဟွာဖြစ်တဲ့ခါကျတော့မှကိုပိုင်စီးပွားရေးလေးဖွင့်နေတယ်ဆိုပြီးဒီဆိုင်လေးကိုစဖွင့်တာပေါ့နော်အဲ့ဒါအခုတော့ဒါမဲ့တချမ်းဆိုရင်တော့9နှစ်ပြည့်သွားပါပြီဒုံးကကောင်မလေးတွေစေးမလေးတွေကကွင်းစင်းလာပေါ့ကွင်းစင်းမာကတင်စင်းရတဲ့အခါမှာသူတို့ဝင်ပြီးတော့မှအမကြီးဝင်ရောက်မိတ်ဆက်လို့ရလားပါညာဆိုတော့အကဲဝင်မှာသူတို့ကမေးမြန်းတဲ့အခါကျတော့ကိုကလည်းဆိုင်ဖွင့်ကစားပစ္စည်းရလည်းဘာမှမရှိသေးဘူးပေါ့လေနည်းနည်းလေးပဲဆိုတော့အားနဲ့ပြောကြတော့သူတို့ကချင်းငွေပေါ့ချင်းငွေထုတ်လို့ရတယ်တိုးနှုံနေတယ်တတာတယ်ဆိုတဲ့အခါကျတော့ကိုလည်းအားဖြစ်တာပေါ့နော်အဲ့လိုမျိုးပေါ့ပစ္စည်းတွေထပ်ပြီးတော့အများကြီးထည့်ခြင်းတွေထည့်ရင်းခြင်းတွေဆိုတော့ယူပြစ်သွားတာပေါ့ဒုံးကချင်းငွေရတဲ့အခါကျတော့ပစ္စည်းတွေအများကြီးထပ်ဖြစ်ရတာပေါ့နော်နောက်ပြီးကြလို့ရှိရင်ငကိုတော့ကကြတော့အရင်ဒီကနဲတာပေါ့လေကိုကဝန်ထမ်းဘွားလာတာဆိုတော့ပတ်စံနဲ့ချမ်းသာလို့လောက်တာမဟုတ်ဘူးဆိုတော့နည်းနည်းနဲ့စရတာပေါ့နည်းနည်းနဲ့စတဲ့ခါကျတော့ဒီကတုံးကချင်းငွေယူတဲ့ခါကျတော့ပစ္စည်းထပ်ဖြစ်ပထမတော့ရေလိုင်းပစ္စည်းဆိုပြီးရေလိုင်းမဲ့တည်တံ့နေပြီးတော့မော်တာလေးတွေဝယ်ရလာတဲ့ချင်းငွေထပ်ပြတဲ့ဟာကိုထပ်ပြီးတော့မှမြက်ဆုံးရတာလေးကိုထပ်ပြီးအဲ့လိုနဲ့နောက်ပြီးတော့ဒွန်းကြတော့လေဘယ်လိုဖြစ်တယ်ဆိုတော့သူကအတိုးကြီးပဲဆက်ရတာမဟုတ်ဘူးပေါ့နော်အရင်တော့တိုးရောပေါင်းပြီးတော့မှကိုယ့်အတွက်တိတ်တဲ့ pressure မရှိဘူးပေါ့အဲ့လိုပုံစံမျိုးလေးနဲ့တွင်းသွားရတာဆိုတော့အစင်လဲပြေတယ်ပစ္စည်းလေးတွေလည်းထပ်ပြီးဖြည့်များလာတဲ့သဘောဖြစ်သွားတာပေါ့ဟုတ်ဒွန်းကဆရာကြီးဆရာမလေးတွေနဲ့ငွေချီးတာပါညာကြတော့လဲကိုနားမလာလဲသူတို့ရှင်းပြပေးတယ်ပြီးကြတဲ့ခါကျတော့စင်းစမ်းအပိုင်းနဲ့ပတ်သက်တဲ့ခါကြပြန်တော့လေသူတို့ကကိုချီကမုံရင်းတွေဘာတစ်ခုမှမယူထားဘူးပေါ့နော်ယူထားတဲ့ခါကျတော့သူတို့စစ်ဆက်တော့လေ့လာတယ်ကိုလည်းဖြည့်ပေးတယ်မေးတယ်ပေါ့နော်အဲ့လိုမျိုးတွေပြီးတော့မှတိုးရင်ရောတခါတည်းပြီးတဲ့ခြေတဲ့စနစ်နဲ့ဆိုတော့လေအမားတို့အတွက်ကအဆင်ပြေတယ်နောက်ပြီးဆရာမတွေကလည်းငွေမောက်ထုတ်ပေးတဲ့အပေါ်မှာလည်းပိုင်ရှင်တွေနေတဲ့ကိုယ့်အတွက်ဝန်ထုတ်ဝင်ဖို့မဖြစ်စေမဲ့ငွေမောက်ကိုလည်းသူတို့အဆင်ပြေအောင်လုပ်ပေးပါတယ်ကိုပိုင်လုပ်ငန်းစပြီးလုပ်ချင်တဲ့လူငယ်တွေဆိုလို့ရှိရင်လည်းစလုပ်ဖို့မအားပေးချင်တယ်ပေါ့နော်အဲဆိုတော့အမားကိုယ်တိုင်လည်းဝန်ထမ်းဘဝလာခဲ့တယ်စေးမဘဝလာခဲ့တယ်ဆိုတဲ့ခါကျတော့သူကိုဝန်ထမ်းဘဝကနေစပြီးဆိုလို့ရှိရင်ပုံမှန်ဝင်ငွေနဲဝမှာကိုကြောက်တယ်ဒီပုံမှန်ဝင်ငွေမရှိတော့ဘူးကိုပိုင်လုပ်ငန်းစလုပ်ပြီဆိုလို့ရှိရင်ပုံမှန်ဝင်ငွေမရှိတော့ဘူးကိုပိုင်အချိန်မရှိတော့ဘူးကိုပိုင်နားရမရှိတော့ဘူးအဲ့လိုမျိုးတွေကိုကြောက်ကြတယ်ပုံတင်ဝင်ငွေမရှိတော့ဘူးဆိုပြီးတော့သူတို့ကဒီဟာတစ်ခုကိုစပြီးတော့ခြေလန်းတလန်းစအောင်မှာကြောက်ကြတာပေါ့နော်အဲ့လိုမျိုးမှမကြောက်ပါနဲ့လို့ပြောချင်ပါတယ်ပြောလို့ရှိရင်အကြီးကတော့တက်တိရှိဖို့ပေါ့နော်ကိုကျွမ်းကျင်တဲ့လို့ကိုဝါသနာပါတဲ့လို့ကိုရဲလို့ပတ်စံ300-500 1000ရှိမှ exact business တစ်ခုဆိုလို့ရှိရင်ဒီခေတ်မှာဆိုဘယ်လောက်ကုန်ကြမလဲ exact business ဆိုလို့ရှိရင်1000-2000ရှိမှဖွင့်မယ်ဆိုလဲဖွင့်ပြမှာမဟုတ်တော့ဘူးကိုတယ်ခဲတက်ဆိုရင်လက်100ရှိရင်100နဲ့စဖွင့်200ရှိရင်200နဲ့စဖွင့်ကိုပိုင်လုပ်ငန်းကိုစပြီးတော့လုပ်ပါလို့မှားတော့ကြံပေးချင်ပါတယ်အားလည်းပေးချင်ပါတယ်ဒုံပေါ့နော်အမားတို့လိုမျိုးဝန်ထမ်းကနေစားတာမျိုးတို့ကိုပိုင်လုပ်ငန်းတစ်ပိုင်းတစ်နိုင်လေးကနေတူသေးလေးကနေစပြီးတော့မှစားလုံးရေးစားရတဲ့လူတွေပေါ့နော်အဲ့လိုမျိုးလူတွေကိုဒုံရတယ်အတိုးနှုံနဲ့သူကပံ့ပိုးပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကျေးဇူးတွေလည်းရှိတာပေါ့နော်အဲ့လိုမျိုးအတွက်ကြောင့်မို့လို့လည်းဒီဒုံကုမ္ပဏီကဒီထက်ကောင်းပြီးတော့ဒီထက်ပိုကောင်းတဲ့ plan တွေနဲ့ပိုကောင်းတဲ့အစီအစဉ်တွေနဲ့ပို့ပြီးတော့လုပ်နိုင်ပါစေလို့အမလည်းဆုတောင်းပေးပါတယ်